ချက်မဲ့ဟင်းလေးကတော့ခလေးလူကြီးနီ၍စားလို့အဆင်ပြေတယ်ပဇွန်ဂေါ်တခါသည်ဘဲဥချိုချက်လေးပဲဖြစ်ပါတယ်ရှင်ဗီဒီယိုလေးမှာဆက်စုံရမယ်နော်ပဇွန်နဲ့ဂေါ်တခါသည်အချိုကြော်စားဖို့အတွက်ပဇွန်လေးတွေကိုစားစနွင်းချိုမှုန့်နေထားလိုက်မယ်နော်ဒီလေး9လုံးလောက်ကိုလည်းပပလီထားလိုက်ပါမယ်အာဒီလေးတွေကိုလည်းမိမိကြိုက်နှစ်သက်တဲ့အရွယ်လေးတွေလှီးချက်ထားလိုက်မယ်နော်စီကူလာရင်ပဇွန်လေးတွေထည့်ကြော်လိုက်မယ်နော်ရဲရင်တစ်ဖက်လှန်ပေးလိုက်ပါမယ်ပဇွန်လေးတွေကိုဆယ်ထားလိုက်တော့မယ်နော်အုပ်လေးလည်းစားကျင်လို့ထည့်ချက်ပါမယ်ရှင်ခွက်ကနေပြီးတော့ခောက်လိုက်မယ်နော်ချက်စားကြည့်နော်ရမ်းစားလို့ကောင်းပါရဲ့ရှင်ပဇွန်ရဲ့အရသာလေးတွေကလေဘဲဥလေးကိုဝင်ပြီးတော့ကြရင်တစ်ဖက်လှန်ပြီးလိုက်မယ်နော်ဘဲဥလေးကိုနှစ်ခေါက်ခောက်လိုက်မယ်နော်ဒီရရင်ဆယ်ထားလိုက်ပါမယ်ဒီပပလီထားလေးတွေထည့်ကြော်လိုက်မယ်နော်လေးတွေကျွတ်ခံနေကြရင်စနွေးမှုတ်လေးထည့်လိုက်မယ်နော်အရသာအတွက်စားလေးနဲ့ပဲငပြားကြီးအကျဲရည်လေးနည်းနည်းပဲထည့်လိုက်တော့မယ်နော်ဂေါ်တခါသီးရောပဇွန်ရောချိုလို့ပါရှင်အချိုမှုတ်မထည့်တော့ဘူးနော်အပဲငပြားကြီးနည်းနည်းထည့်လိုက်ပါမယ်ဒီတွေကြေဖို့အတွက်ရေနွေးလေးနည်းနည်းစီထည့်ပြီးတော့အနှစ်ကြေတဲ့အထိဂေါ်တခါသီးလေးထည့်မယ်ရေနွေးလေးထည့်ပြီးတော့နူးတဲ့အထိတည်ထားလိုက်မယ်နော်ခါဒီလေးလဲနူးပြီးစီလဲပြန်စားပြူလာပြီးဆိုရင်ကြော်ထားတဲ့ဘဲဥလေးတွေရဲ့ပဇွန်လေးတွေရဲ့ထည့်လိုက်တော့မယ်နော်ဥဆိုရင်တော့ရမ်းစားလို့ကောင်းတယ်ပဇွန်ဂေါ်တခါဒီဘဲဥအချိုချက်လေးရပါပြီရှင်အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ကြပါစေရှင်ဒီနေ့ချက်မဲ့ဟင်းလေးကတော့ပဇွန်ဂေါ်တခါဒီဘဲဥအချိုချက်လေးပဲဖြစ်ပါတယ်ရှင်